တီတီနောက်ကတယောက်ကတော့ဆက်စီပဲစီနှမ်းစီဆန်ခြင်းတဲ့တယောက်ပါအနီနဲ့တယောက်ကမင်္ဂလာပါပင်တထားလမ်းပေါ်ရောက်နေပါတယ်ရှင်ဟုတ်ပါတယ်ဟာနိုင်ကိုပြလိုက်ပါဦးဒီမှာကြည့်ပါဟာရထားလမ်းပါမမြင်ဘူးရင်ကြည့်ထားကြပါရထားလမ်းကိုမြန်မာလိုဘယ်လိုပြောလဲရှင်ရထားလမ်းကိုဖျားလမ်းလို့ခေါ်ပါတယ် train road ပါမြန်မာလိုရှင်မြန်မာလိုအဲ့ဒါမှဖျားလမ်းလို့ပါဠိလိုပြောမယ်ဆိုရင်တော့ရထားလမ်းပေါ့နော်အော်ဒီလမ်းကနေသွားရတော့ပါမယ်အပိုင်တက်တာပါရှင်ဟိုမှာအုံးလေးတွေအများကြီးရှိပါတယ်ကြည့်လိုက်ပါမစားရပါဘူးဟိုမှာလေဟုတ်ပြီမောင်းအောင်ပြဟိုမှာဟုတ်ပြီကဲတနေ့တိုင်းဘလော့ပြီးသွားပါပြီအခုကတော့ပြီးရင်ဈေးကိုသွားကြမှာပေါ့နော်တရားကတော့တထားလမ်းလာတဲ့သူများရေကူးလို့ရနိုင်ပါတယ်တထားလမ်းမှာရေကူးကန်ရှိပါတယ်အခုတော့ဒါဘာဈေးလဲအတော့ကလားအခုဆိုရင်အတော့ကနေတန်းပြန်လာနီးနီးလေးပဲရှိတော့ဟာကုန်းချောင်းပြန်လို့ရတယ်ဆိုဟာမတက်ကကုန်းကြောင်အတော့ကနေငါတို့နီးနီးလေးနီးရသမီးကတော့ငါနဲ့တူတူခုနေလိုက်ခဲ့ပြီးအဲ့ဟိုပလာဇာကနေကားစီးသွားလိုက်ရန်နေစီးလို့မရဘူးရန်နေစီးလို့ရှိရင်မရအောင်မရအောင်တော့ထိတ်ကနေစီးလို့ရတယ်လေအတော့ကထိတ်ကနေပြီး96ဆောက်စီးသွားပြီတက်ကြအောင်ပါစကနေရကြည့်ပါကိုကင်မရာလေးနဲ့လာကြမယ်ကလေးတို့လာကြမယ်ကလေးတို့ရေလာကြခိုင်အောင်ချပင်လိုက်ကြမကနေနှခမ်းစုမနေပါနဲ့ကြောင်မှုတွေပျောက်သေးကြောင်မြောင်းရောက်နေပြီပဲကျမတို့ကြောင်မြောင်းရောက်ပါပြီရှင်ကျမတို့အတော့ကဆေးကိုသွားနေပါတယ်ရှင်ရက်ကွက်ထဲမှာချင်းခတ်နေကြပါတယ်ကြပါမယ်ဒီမှာပါရက်ကွက်ထဲမှာချင်းခတ်နေကြပါတယ်ဒါကအောင်တော်မူမှားနေလမ်းမှားနေအတော့ကစီကိုအမြဲတမ်းသွားနေကြတာမှားတယ်ဆိုတော့ငါတို့လည်းပို့ဆိုတာပေါ့ဆက်သွားမယ်လားအခုတော့ဒီနေရာမှာနေတဲ့သူကမေ့နေတော့ကျမတို့ဒီနေရာမှာမနေတဲ့သူတွေကဘယ်လိုပြောရမလဲကျမတို့ရောက်ချင်းတဲ့နေရာရောက်ဆိုပြီးတော့ဈေးကိုသွားနေပါမယ်ရှုံးမပေးပါဘူးရှုံးမပေးပါဘူးကျမရှုံးမပေးတတ်ပါဘူးကျမတို့ကအောင်တော်မူစေဒီဖရားပါဓမ္မယုံလို့ခေါ်ပါတယ် Yes my to me ဟိုလေးမှာပြောပြတော့ရအဲ့ဆိုအတော့ကနေနီးနီးလေးပဲနီးငါအဆောင်လေးကိုခေါ်လာမယ်နင်းဆောင်းလေးခေါ်လာမယ်အားရတဲ့ထပ်တင်နော် Okay 25ရက်နေ့ပဲရှိရလေဒီနေ့ရှိလို့35 day 35 day that day we will meet again okay you okay I'm okay you okay I'm okay you okay I'm okay I will come back me a time again great again American great ကျမကတော့ဒီ blog ကိုမရက်နိုင်ပါဘူးဈေးကိုရောက်တဲ့ခါမှရက်ပါမယ်ကျမဘေးကတယောက်ကတော့အထုပ်တွေပလုတ်တွေနဲ့လင်းနောက်လိုက်ကမှာပါလင်းနောက်လိုက်တခါလေးပါသွားစုခက်တာမခေါ်ကြဘူးပြည့်ဒါပေမဲ့သူ့ကိုခေါ်မဲ့လူမရှိပါဘူးဘာချက်မဲ့ကြံပေးတော့ကျမတို့စားနေကြပဲပြားတို့အာလူတို့ချက်ပါကျုပ်ပါသေးတယ်ကျုပ်ပါသေးတယ်ကျုပ်ကတော့အမြဲတမ်းစားနေကြမှာမပြောတော့I'm always eating chicken fry chicken meat chicken egg ကျမမကချက်ပြီးသားရှိနေတဲ့တဘောတော့ပါဘူးအဲ့ဒီလာကြည့်အဲ့လိုချစ်စရာလေအခုဆိုရင်ဘယ်ကိုရောက်လာတာပါလဲအတော့ကစီကိုရောက်ပြီလားနောက်လို့ခံပြောမယ်ရောက်ပါမယ်ရောက်ပါပြီ
အတော့ကစီရောက်ပါပြီရှင် ဒီတော့ fit တွေထုတ်လာတယ်ဒီနေ့ vlog ကိုပြီးခဲ့ပါပြီ vlog ကိုတော့ ဆေးရောက်လာပြီတဲ့ကျမတို့ ဟုတ်တယ် ပြီးရင်ဟိုကလမ်းကနေသွားတာလေပရိပဋ္ဌာန်လမ်းကနေပြီးတော့ပြန်လိုက် အခုကထိတ်မတိုင်အဲ့ဒါကနန်းဆုံးက အေးဟုတ်တယ်မှတ်တိုင်ရှိတယ်လားကျမတို့သတိပဋ္ဌာန်နေပြီးတော့ ပြန်ပြရ ကျမတို့သတိပဋ္ဌာန်နေပြီးတော့ဘက်ကစီဒီကနေပြီးတော့ကျမပြန်ပါမယ် လူလည်းသမီးဒီနေ့နေခုမှမသိဘူး ဒီမှာဒီတစ်ထည့်သွားလို့ရှိ ဒီ ရ ကထိတ်ကြတယ်ဟုတ်စီရဟုတ်စီရ ဒီကထိတ်ဆိုဝေးပြန်ဖြစ်သွားပြီမသွားနဲ့တော့နားနီးသွားပြီ မင်းတို့တော့ရမှာမသိဘူးလေ သူကကုန်းကြောင်းမလိုက်သူကတစ်ခါအဲ့ကနေစီးမှလေက ကိုနားကလည်းအပင်ကြီးကအဲ့လိုမျိုးမသိဘူးကိုကောင်းလိုက်ပြီးတတိယကားစီးရမှာ စီးရမှလေဝင်းကြီးသတိပဋ္ဌာန်ရံပဲဟာဒီပဋ္ဌာန်ဒီထဲလားဟုတ်လို့လား ဟောပါဒီဘက်ကတော့တယ်လား ငါမသိတော့ဒီဘက်ကဘယ်ဘက်ကဝင်လိုက်တော့မသိ လိုက်ဖို့อ่ะပေဟောက်ဝင်ညာဆို အဲ့ပေါ်မှာနဲ့ငါကတော့ကိစ္စမရှိဘူးရဟောဟိုမှာအရှိမသတိပဋ္ဌာန်ကဟိုဘက်ထဲကွာ ရတယ်လေမတက်နေပဲအဲ့ဒါလည်းဆောက်လိုက် ဖတ်ချင်လက်စသတိပဋ္ဌာန်လမ်းမှာလမ်းလေးအလန်းလေးရှောက်လိုက်အော်ဒီလမ်းတွေကိုတစ်ခါမှအလန်းမလျှောက်ဘူးအိမ်ရင်းဝတ်စုံနဲ့လာ ဒီလိုပြောပြရတဲ့နည်းကျေးဇူးတင် ကျမရဲ့ကုတ်နော်ရှင်ရဲ့အင်ဂျင်မှာ ဝယ်လည်းမဝယ်တော့ဘူးဒီလိုမျိုးမဟုတ်ဘူးလား အေးလေဘေးကိုဖတ်ချင်လို့ကျွန်တော်နဲ့အမထီရော ဒီမှာကုန်ကိုင်းပေးထားရင် Thank you ပါရှင် Thank you ပါရှင်ဈေးကိုရောက်ပါပြီကျွန်မဈေးကိုရောက်ခဲ့ပါတယ်ဒီကြပြည့်ပတ်တယ်အငွေယူပြန်ငွေယူနောက်လိုက်အောင်မလားပြန်ပါလား ပြန်နိုင်ပြီဒီပြောဒီလိုနဲ့မတက်ပြီလက်ချောင်းရရင်အဲ့လောက်ပဲ အဲ့လောက်ပဲအဲ့လောက်တော့မရှိပါဘူးမရှိတော့ရှိတယ် ဟိုဘောင်းဝဲမှာဝဲလို့မတက်ပေးပြကိုလိုက်ရင်ညက်ပေးပြကွာငါတို့မှလာပါဦးအောင်ကောင်းတယ်မိုင်းမှန်းငါထားနေတဲ့ချက်သားမျိုးချက်သားအဒီ လာတို့ရူလာ ငါပြောဘာဖြစ်မှာ အေးငွေကြီးငါတို့သွားတော့မယ်လေအဲ့ဆိုဒီတက်ရဘယ်ကိုရောက် အဲ့ဒါကလည်း ဒီတက်ထားမှာဘယ်နာလေးလဲကိုလန်းလားကိုပါလန်းလား မဟုတ်ဘူးရှေ့ကတော့ပြောတာတော့ရ အရှိရတာသွားလို့ရတမလားအဲ့လိုလိုက်လက်စားနဲ့တော့ပဲရောက်နေလိုက်လိုက်ခရီးပေါင်းကတဘူးတစ်ထောင်နဲ့တန်းလိုက်တာအဲ့ဒါကဝေးဦးရှင်းရပဲတော့တော့အဲ့တော့ဈေးတွေကစုံလို့ရှိတယ်ငါအစုံဝင်လာဦးရှင်းရတယ်မဟုတ်ဈေးကိုရောက်နေပါပြီရှင် ခယူလေဆောက်ပေးဆောက်ပေးရတော့ဒါသတိပဋ္ဌာန်လားအထက်ပေါ်ပြဒီကနေ့ဘာလို့လဲအမနှုတ်ဆက်ပါပြီဘယ်လိုလဲ9:54ပါ